ဘုံမောက်ကိုကုန်းကောက်ဆရာမရှိအောင်နိုင်ယူပြီး Top 4 အိမ်မက်ကိုအသက်သွင်းမဲ့ United ပေးသမျှလုံးပဲမင်္ဂလာပါခင်ဗျာခဏဆုံးကတရနေ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ K9 Glory ကနေကြိုဆိုပါရစေပရီးမီယာလိရဲ့တနင်္လာနေ့ညပွဲစဉ်ဖြစ် Old Trafford ကွင်းကြီးထဲမှာ Manchester United အသင်းကဘုံမောက်အသင်းကိုအခန့်ကစားရမှာဖြစ်ပါတယ်ဒီပွဲစဉ်က Ruben Amorim ရဲ့ United အတွက်အဆင့်လေးမျှော်လင့်ချက်ကိုပုံမခိုင်မာစေနိုင်မဲ့ပွဲဖြစ်တယ်လို့ဘုံမောက်အတွက်တော့သူတို့ရဲ့ဂိုးပေါက်ပျောက်ဆုံးနေမှုနဲ့ရလတ်ဆိုးရီကိုအဆုံးသတ်ဖို့ကြိုးစားရမယ့်ပွဲတစ်ပွဲလေးဖြစ်ပါတယ်။ Manchester United ဟာလက်ရှိချိန်မှာရလတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတစ်ခုကိုစတင်ရှာဖွေတရှိလာနေပြီလို့ဆိုရပါမယ်။ United ဟာပြီးခဲ့တဲ့ဘက်က Wolverhampton အသင်းကို4 ဂိုးတဂိုးစတဲ့ရလတ်နဲ့ဂိုးပြတ်နိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာသင်းကောင်းဆောင် Bruno Fernandes က2 ဂိုးသွင်း1 ဂိုးဖန်တီးပေးခဲ့တယ်လို့ Mason Mount နဲ့ Brian Mbeumo တို့ကလည်းဂိုးတွေသွင်းယူနိုင်ခဲ့ကြပါတယ်။ဒီရလတ်ကအသင်းရဲ့တိုက်စစ်ပိုင်းယုံကြည်မှုကိုအမြင့်ဆုံးရောက်ရှိစေခဲ့ပါတယ်။ United ဟာနောက်ဆုံးကစားခဲ့တဲ့ Premier League 9ပွဲမှာတပွဲသာရှုံးနိမ့်ထားပြီး9ပွဲနိုင်3ပွဲတည်ရလတ်ထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီတပွဲတည်းသောရှုံးပွဲကတော့ Old Trafford မှာတနင်္လာနေ့ညကကစားခဲ့တဲ့ Everton ကိုတကူကိုမရှိနဲ့ရှုံးခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ Amorim ရဲ့အသင်းဟာဒီ9ပွဲမှာရမှတ်18မှတ်ထိရှာဖွေနိုင်ခဲ့ပါတယ်။ဒါဟာရခင်18ပွဲတုန်းကရမှတ်16မှတ်သာရခဲ့တာနဲ့ရှင်ရင်တိတာထင်ရှားတဲ့တိုးတက်မှုဖြစ်ပြီးလက်ရှိအဆင့်6နေရာကိုရောက်ရှိနေကအဆင့်4နေရာနဲ့တမှတ်ကွာထိဖိအားပေးလာနိုင်ပြီပဲဖြစ်ပါတယ်။ဒီဝဲမှာ United အတွက်အဓိကအားထားရမယ့်ကစားသမားတွေကတော့ကွင်းလယ်ဖန်တီးရှင်တွေပဲဖြစ်ပါတယ်။ Bruno Fernandes ဟာလက်ရှိမှာအကောင်းဆုံးပုံစံကိုရရှိနေပါတယ်။နောက်ဆုံးကစားခဲ့တဲ့ Premier League 10ပွဲမှာသူဟာဂိုးပေါင်ဝင်ပတ်သက်မှု8ကြိမ်2 ဂိုးသွင်း6 ဂိုးဖန်တီးပြုလုပ်ထားပါတယ်။ Wolverhampton နဲ့ပွဲမှာသွင်းဂိုးရောဂိုးဖန်တီးမှုပါပြုလုပ်နိုင်ခဲ့တာဟာသူကစားသမားဘဝ16ကြိမ်မြောက်ဖြစ်ပါတယ်။ဒီစံချိန်တက်ပိုများတာဟာ United မှာ Wayne Rooney 35ကြိမ် Ryan Giggs 22ကြိမ်နဲ့ David Beckham 18ကြိမ်တို့ပဲရှိပါတယ်။ Bruno ဟာဒီယာဒီမှာအခွင့်အရေးဖန်တီးမှု45ကြိမ်ထိပြုလုပ်ထားပြီးလိရဲ့အများဆုံးဖြစ်တယ်လို့အော်တိုဘာလလယ်မှာပထမဆုံးဖန်တီးမှုစတင်ရရှိခဲ့ပေမဲ့လက်ရှိမှာဖန်တီးမှု6ကြိမ်နဲ့ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။ Mason Mount ကလည်း Amorim ရဲ့လက်ထက်မှာအားထားရတဲ့ကစားသမားတို့ဖြစ်လာနေပါတယ်။နောက်ဆုံးကစားခဲ့တဲ့ League ပွဲ9ပွဲမှာ3 ဂိုးသွင်းယူထားပြီးဒါဟာ United ကစားသမားဘဝပထမဆုံး36ပွဲမှာသွင်းခဲ့တဲ့2 ဂိုးထက်တောင်များပြားနေပါတယ်။ United ကိုကြည့်ရင်တိုက်စစ်ကောင်းမွန်လာပေမဲ့ခံစစ်ကတော့စိုးရိမ်စရာအနေထားမှာရှိနေပါသေးတယ်။ဒီဟာဒီ Premier League 15ပွဲကစားပြီးချိန်မှာ United ဟာ clean sheet တပွဲသာရရှိထားပါတယ်။ဒါဟာဇယားအုပ်ဆုံးက Wolverhampton ပြီးရင်အဆိုးရွားဆုံးမှတ်တမ်းပါ။ Amorim ကင်တွယ်တဲ့42ပွဲမှာ clean sheet 6ပွဲသာရရှိခဲ့တာကြောင့်ရာခိုင်နှုန်းအပြင် 14.3 ရာခိုင်နှုန်းသာရှိပါတယ်။ဒါဟာအသင်းတစ်သင်းကိုပွဲ40ထက်ပိုပြီးကင်တွယ်ခဲ့မှုတဲ့နီးပြတွေထဲမှာအနိမ့်ဆုံးစံချိန်တစ်ခုဖြစ်နေပါတယ်။ Iraola ရဲ့ဘုံမောက်အသင်းကတော့ရာသီစမှာခြေဆွာခဲ့ပေမဲ့လက်ရှိမှာတော့ရလက်ဆိုးတွေနဲ့ရင်ဆိုင်နေရပါတယ်။ဘုံမောက်ဟာနောက်ဆုံးကစားခဲ့တဲ့ Premier League 2ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ခဲ့ပါဘူး။3ပွဲဆက်ဂိုးမသွင်းနိုင်တဲ့မှတ်တမ်းဆိုးကိုရှောင်ရှားဖို့လွယ်နေပါတယ်။ Everton ကို1-0နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲ Chelsea ကို0-0တေးကြခဲ့တဲ့ပွဲတွေမှာဘုံမောက်တို့စုစုပေါင်းကန်သွင်းချက်18ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။ဒါရခင်တဲ့ပွဲတုန်းကကန်သွင်းချက်46ကြိမ်နဲ့ရှင်တိတိတသာကျဆင်းသွားခဲ့တာပါ။ဘုံမောက်ဟာလီပွဲ6ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေပြီးဒါ2023-24ရာသီတုန်းက9ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးတဲ့နောက်ပိုင်းအကြာဆုံးမှတ်တမ်းဆိုးဖြစ်ပါတယ်။ဘုံမောက်အသင်းပြန်လည်ဦးမော့လာဖို့အတွက်အဓိကမျှော်လင့်ချက်ကတော့တိုက်စစ်မှုစီမံညူပါပဲ။သူဟာရာသီစ9ပွဲမှာ6ဂိုးသွင်းပြီးခြေစွမ်းပြခဲ့ပေမဲ့နောက်ပိုင်း9ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးနေပါတယ်။မဲစီမံညူဟာမိနစ်2000အထက်ကစားခဲ့တဲ့ကစားသမားတွေထဲမှာပွဲချိန်မိနစ်90တိုင်းအတွက်ကန်သွင်းချက်3.1ကြိမ်နဲ့ဂိုးပေါက်တက်ကန်ချက်1.2ကြိမ်ပြုလုပ်ထားပြီးလိမှအများဆုံးဖြစ်ပါတယ်။ Chelsea နဲ့ပွဲမှာတုန်းကလည်း VAR ကြောင့်ဂိုးပယ်ဖြတ်ခံခဲ့ရပြီးကန်သွင်းချက်5ချိန်မှာ3ချိန်ဂိုးပေါက်တက်ခဲ့ပါတယ်။ဒီပွဲရဲ့စိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့ဘုံမောက်ရဲ့ Old Trafford မှတ်တမ်းပါပဲ။ဘုံမောက်ဟာပြီးခဲ့တဲ့200တီဇက်တိုက် Old Trafford ကွင်းမှာ Manchester United အသင်းကို3 ဂိုးပြတ်ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ယူထားပါတယ်။တကယ်လို့ဒီပွဲမှာသာဘုံမောက်က3 ဂိုးဒါမှမဟုတ်3 ဂိုးထပ်ပိုသွင်းပြီးနိုင်ခဲ့ရင် Premier League တမန်ကြောင်တစ်လျှောက် United အိမ်ကွင်းမှာ3ပွဲဆက်တိုက်3 ဂိုးနဲ့ထပ်သွင်းပြီးနိုင်တဲ့ပထမဆုံးအသင်းဖြစ်သမိုင်းမှတ်တမ်းတင်နိုင်မှာပါ။ United ဟာဘုံမောက်နဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး4ချိန်မှာနိုင်ပွဲလုံးဝမရရှိထားပါဘူး။2ပွဲတည်2ပွဲရှုံးထားပါတယ်။ဘုံမောက်အသင်းက Old Trafford ကွင်းမှာရလဒ်ကောင်းတွေရယူထားခဲ့ဘူးပေမဲ့ဒီတစ်ချိန်မှာတော့ Opta Super Computer က United ကိုအလေးပေးထားပါတယ်။ပွဲကြိုတွက်ချက်မှုအကြိမ်ရေ1000အထိပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ Super Computer က United နိုင်ဖို့48.8ရာခိုင်နှုန်းရှိတယ်လို့ဆိုထားပါတယ်။ခြုံငုံကြည့်တော့ Amorim အသင်းကအင်ကွင်းမှာ3မှတ်ရယူပြီးအဆင့်4နေရာကိုဆက်လက်ဖိအားပေးသွားနိုင်ခြေပုံများနေပါတယ်။ညီကိုတို့ကရောဘယ်လိုမြင်ကြပါလဲ။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။